တန်တန်ဒါကတော့ဘာလဲဆိုလို့ရှိရင်တော့ Hailey Bieber ထုတ်တဲ့ Rose Product Skincare Set ဖြစ်ပါတယ်ရှင်ဒီအိတ်ကြီးထဲမှာဘာတွေပါလဲဆိုလို့ရှိရင်တော့ပြပါမယ်ကဲဇစ်လေးဖွင့်လိုက်ပါမယ်မဇစ်မှာလည်းဒီမှာ Rose ဆိုပြီးတော့ရေးထားတယ်နော်ဒီမှာကြည့်ဦးရမ်းမိုက်ပါလေးဆိုလို့ရှိရင်တော့တစ်ခုချင်းစီဖွင့်ပြပါမယ်ရှင်ဒါကတော့ Glistening Mix ဖြစ်ပါတယ်ဒါဆိုရင်လေဒါဖူးဆိုင်ပေါ့နော်မကြည့်ဒီအရွယ်စား124 ml ပါပါတယ်ရှင်ပြီးရင်ဒါထပ်ပါလေကျမကြိုက်ဆုံးမျက်နှာတစ်နက်ဒီနဲ့လောက်ထားတဲ့မျက်နှာတစ်ပေါ့နော်ဒါလေးဖူးဆိုင်ပါပဲရှင်အိုးကျမဒီမျက်နှာတစ်ကိုအရန်ကြိုက်တာတော့ဒီလိုတက်လို့အရန်ကောင်းလားမကြည့်ဒါလေးဖူးဆိုင်ပါရှင်150 ml ပါပါတယ်ပြီးရင်နောက်ထပ်ဘာလေးပါမလဲဆိုလို့ရှိရင် Glistening Fluid ဖြစ်ပါတယ် Peptide Glistening Fluid ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လေဒါဘယ်လောက် ml လဲဆိုရင်ဒါ50 ml ပါပါတယ်ဟောဒီမှာပါကြည့်အောင်ချစ်စရာလေးသူ့ရဲ့အယောင်နဲ့အရန်ကြိုက်တယ်ပဲအယောင်နဲ့ငြိမ်ပြီးတော့လေပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်တော့ Barrier Restore Cream ဖြစ်ပါတယ်ရှင်ဒါ moisturizer ပေါ့နော် Barrier Restore Cream ဖြစ်ပါတယ်ဒါကလည်းဖူးဆိုင်ပါရှင်ဒါဒီဝေလာနဲ့ဒီအိတ်ကြီးပါမှာနော်ဒီအိတ်ကြီးကိုကြည့်လိုက်အောင်အထဲကိုလည်းကြည့်လိုက်အောင်ဒီမှာကြည့်ကိုင်းလို့ကောင်းမကောင်းနဲ့အီးနေရပဲတွေ့လားအီးဆက်နေရပဲဒီတဘူးချင်းစီဝယ်တာထက်ဒီလိုဆက်ကပိုတန်တယ်ပေါ့နော်ဒီလို၄မျိုးပါတစ်ဆက်ဝယ်တာဒီတဘူးချင်းစီဝယ်တာထက်ဈေးပိုတော်တယ်လို့ပြီးတော့ဒီအိတ်ကြီးပါမှာဖြစ်ပါတယ်လူချင်းတော့ကျမစီမှာလမ်းမာလို့ရပါတယ်ရှင်ဂျပန်ပြည်တွင်းရောင်းပါတယ်ရှင်ပြီးတော့လေနွေရာဒီcollection ဆိုပြီးတော့လေထွက်လာတယ်ဘာရောင်လေးဆိုအညိုရောင်လေးတွေဘာထွက်လဲဆိုရင်ဒီဟို browser တွေထွက်တယ်ပြီးလို့ရှိရင်ဒါ highlight mix တွေထွက်တယ်ပေါ့နော်နှက်ခမ်းတွေအတစ်တွေလည်းထွက်တယ်ဆိုတော့လေရအဲ့ခါကြလို့ရှိရင်လေကျမမှာပြီးလို့ရှိရင်ရောက်လာရင်ကျမထပ်ပြမယ်ဒီလားအညိုရောင်လေးဆိုတော့လေဟိုကျမအရင်ကြိုက်သူကလေ Hailey Bieber လေအရန်နဲ့ဟိုလေဟိုခုခင်မိန်းကလေးတွေဘာကြိုက်လဲဒီလား trend နဲ့ညီထုတ်နိုင်တာကိုတော်တော်လေးစားစရာပဲသူထုတ်တာနဲ့ကိုလိုချင်နေရမျိုးသူ့ရဲ့ packaging လေးစီကိုကြည့်လိုက်အောင်သူ့ရဲ့ဘူးပုံစံလေးစီကိုကြည့်လိုက်အောင်အိုးအရန်ရှကျမရဲ့အကြိုက်ဆုံးလေးမှာဒီမျက်နှာတကူတော့ဆောက်ရမ်းကြိုက်တာကဲလိုချင်တော့လာမောင်လေးရပါနော်ကတာပါ